အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခေါက်မှာတော့ငလျင်ဘေးတင်းငယ်ကြသူများအပိုင်းနှစ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဟာပြုတ်ကကြည့်ပါလားဟာဟုဦးလာဖေရောင်၍အော်မိလိုက်သည်ဦးလာဖေဆိုဒီမှာတာတင်ဤဖခင်ပင်ဖြစ်သည်၎င်းဒီအရက်9ပေရှိ9ပေ9လောက်ရှိမည်ဟုခံမှန်းရသည်၎င်းဒီအသက်50ကျော်ရှိပြီဖြစ်တော်လဲစေကျော်တက်တယောက်ကဲ့သို့နေထိုင်တတ်သည်သူသည်တွေးကကြီးကိုကြောင်၍ဆက်ကြည့်နေမိသည်ထိုအချိန်သူ၏နောက်မှလူငယ်တစ်ယောက်ထွက်လာသည်ထိုလူငယ်ကပပပရှိ၍ပေါ်ပတက်လက်သည်အသားခက်ညွညွဖြင့်မျက်ခုံးခတ်တူရှိသည်သူကမေးလိုက်သည်ဦးလေးဘာကိစ္စရှိလို့လဲလူငယ်ကခက်ပြက်မေးလိုက်သည်ဘာမှမဖြစ်ပါဘူးတားရဲ့ဦးတားနိုင်ကြံခဲ့လို့လာရှာတာပါကွာဟောတီဗီခဏကအော်ပြေးသွားတဲ့ကောင်လေးကြားတဲ့နိုင်ကိုပြောတာမလားရော့ဦးလေးဒီမှာဆိုပြီးကျွန်တော်ကိုနိုင်ရီတစ်လုံးကန်ပေးလာတယ်ဟုတ်တယ်ဒီနိုင်ပဲဟုပြောပြီးပြင်လာခဲ့ပါတယ်ထိုလူငယ်ဒီဘာမှဆက်မပြောတော့ပဲပြုံးကြီးနဲ့ဆက်ကြည့်နေတာကြောင့်ဦးလာပေတယောက်အိမ်ကိုပြန်လာခဲ့သည်နိုင်ရီတစ်လုံးကိုအသက်တန်ရှာနေခြင်းကြောင့်ကွန်းစီနဲ့ကြည်ချင်းဖြစ်မိယူထင်မိပါသည်အိမ်ကိုပြန်လာတဲ့လမ်းမှာဒီဂျစ်တယ်နိုင်မီတန်ကိုတော့ဦးလာပေတယောက်မကြားနိုင်တော့ဘူးဒီလိုနဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ရော့တာမင်းနိုင်ဦးလက်ဖေးစကားတော့မဆုံးလိုက်ပါတားကိုပြန်ပေးဖို့လက်ကမ်းလိုက်တဲ့အချိန်မှာပဲနိုင်ရဲ့မှန်ကကွင်းနေတယ်လို့သူတန်းနိုင်ကြီးလဲဟုတ်မနေပါဘူးဟာနိုင်မခဲ့ပြန်ပြီဟိုကောင်ပြုံးနေတာဒါကြောင့်ကိုရတယ်အဖေတာမနဲ့မှတော့ပြန်ရှာလိုက်ပါမယ်ဩအေးတာဒီနိုင်ယူလာတော့ဟောဘာဖြစ်လို့တော့မှန်လဲပြီးရင်အပေါင်းအသင်းတော့ပေါ်လို့ရတာပဲလို့ပြောပြီးခေါင်းရင်းကကြွချောက်တန်းမှာတင်ထားလိုက်ပါတယ်တာတင်ကအသက်20ကျော်ရှိပြီဖြစ်ပေမဲ့အဖေနဲ့တန်း2ယောက်တည်းရှိရမို့တူအိတ်ကြပါတယ်ဒီလိုနဲ့အချိန်ကတဖြည်းဖြည်းနဲ့ည7နာရီကျော်လာခဲ့ပါပြီဦးလာဖေကတရေနိုးရေဆလာကြောင်းခြုံထားတဲ့စောင်ကိုလက်ပြီးအိယာထဲမှာထားဖို့ပြင်လိုက်စဉ်မိဖို့ကြောင်ထဲမှာဇုံခွက်တန်နဲ့လမ်းလျှောက်တန်တွေကိုကြားလိုက်ရပါတယ်သူလဲတာရင်ကိုအတာနှိုးလိုက်ပြီးအတန်တွေကြားနေရကြောင်းပြောလိုက်ပါတယ်တာရင်ရဲ့မြို့ကြောင်တွေကအတန်တွေကြားနေရတယ်ကွာဟုတ်တယ်အဖေတာလဲတော့မကြည့်ရဲ့ဖေကိုလည်းမနှိုးရတာကြောင့်မကြည့်ပဲခေါင်းမုတ်ချုံပြီးအိတ်နေတာဟောဖြစ်ရလေကွာလာငါနဲ့သူတော့ကြည့်ရမယ်ဆိုပြီးအိယာဘေးမှာငှက်ကြီးတော်နှစ်လက်ကိုတယောက်တစ်လက်ဆွဲပြီးအိယာထဲမှာထားလိုက်စဉ်အင်းကတိတ်ကနေဖြစ်သွားတာကြောင့်ငိမ့်နေအထိစောင့်ပြီးမြို့ကြောင်တွေကိုသမီးနဲ့လမ်းလို့ကြည့်ကအိယာထဲပြန်လဲနေလိုက်ပါတယ်အိတ်နေစဉ်ကောင်းရင်ကွက်လက်မှဖျက်ချောက်သွားတဲ့ခြေတံများကိုကြားလိုက်ရတာကြောင့်ပဒင်းပေါက်ဖွင့်ပြီးထိုးကြည့်လိုက်ပေမဲ့ဘာမှရှိမနေခဲ့ပါဘူးပဒင်းပေါက်ပြန်ပိတ်လိုက်ချိန်မှာပဲငလျင်ဘေးနေကြုံတွေ့ခဲ့ရသူများအပိုင်းနေပဲဖြစ်ပါတယ်အပိုင်းတော့ကျွန်တော်ရဲ့ channel မှာဆက်လက်နားဆင်နိုင်ပါတယ်ကျွန်တော် channel လေးကို like and subscribe နဲ့ကူညီပေးခဲ့ကြပါဦး